ဩစတြေးလျမှာ sole trader တယောက်အနေနဲ့လှုပ်ဖို့စဉ်းစားနေပြီလားHello အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကစုရီပါကျွန်မဒီဘက်ပြောမှာတော့ sole trader တွေအကြောင်းဖြစ်ပါတယ် sole trader တွေဆိုတာလူတိုင်းသိကြတဲ့အတိုင်းပဲ one man show ကို control နဲ့ကိုလုပ်ရတယ်ကိုနာမည်အောက်မှာကိုယ့်ကို practice လုပ်ရတဲ့အလုပ်ဖြစ်တယ်အဲ့တော့ဆိုလိုတာကကိုက Uber မောင်းတာတို့ဒီ side business လုပ်တာတို့ဒါမှမဟုတ်ရင်ကိုကတခြားဝန်ထမ်းတယောက်ကိုခန့်စရာမလိုဘဲနဲ့ကိုကနဲ့ကိုပဲလုပ်တဲ့အလုပ်မျိုးဆိုရင်ဒါ sole trader structure ကိုစဉ်းစားသင့်တယ် sole trader တွေရဲ့ကောင်းတဲ့အချက်တစ်ခုက setup လုပ်ရလွယ်ကူတယ် ABN ဆိုတဲ့ Australian Business Number ကို register လုပ်လိုက်တာနဲ့စပြီးတော့ trade လုပ်လို့ရတယ်ကိုယ့်ရဲ့ income ကတစ်နှစ်အတွင်းမှာ9000ခွဲထက်များနိုင်တယ်ဆိုရင်တော့ GST ကိုပါ register လုပ်တင်တယ် sole trader structure ဒီ employee တွေနဲ့ဘာမတူလဲဆိုတော့ sole trader ကိုအလုပ်ပြီးတိုင်းကိုယ့်အနေနဲ့ကို invoice လုပ်ရတယ် invoice လုပ်ပြီးတော့ဒီအလုပ်ရှင်ကိုပေးရတယ်ကိုကဟို employee တွေဆိုရင် pay slip ရတယ်ပေါ့နော်အဲ့ဒါမတူဘူးနောက်တစ်ခုကဒီ leave တွေဖြစ်တဲ့ annual leave တို့ sick leave တို့မရဘူးကို insurance ကိုပေးရတယ်ကို tax ကိုပေးရတယ်အဲ့တော့ဆိုလိုတာကဒီ employee တွေဆိုရင်ကိုပတ်စံရတိုင်းကို tax နှုတ်ထားတယ်ဒါပေမဲ့ဒီ sole trader ကအဲ့လို tax မနှုတ်ထားတဲ့အတွက်ကြောင့်နှစ်ကုန်ရေး tax တွေအများကြီးပေးရနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီ pay-as-you-go installment system ဆိုတဲ့ဟာလေးကို3လတစ်ခါပုံမှန်တည်တည်ချာချာလေးပေးနေတယ်ဆိုရင်နှစ်ကုန်ရေး tax အများကြီးမပေးရဘူး superannuation အနေနဲ့ပြောမယ်ဆိုရင် sole trader တွေကကို super ကိုပေးရတယ်ဒါပေမဲ့ကိုလုပ်တဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့အလုပ်ရှင်ကကို super ပေးရတာလည်းရှိတယ်ဆိုလိုတာ ATO ကချမှတ်ထားတာဘာလဲဆိုတော့ကိုလုပ်နေတဲ့အလုပ်က sole trader ဖြစ်ပေမဲ့ employee နဲ့တူညီနေတယ်ဝန်ထမ်းတယောက်အနေနဲ့တူညီနေတယ်ဆိုရင် ATO ကအလုပ်ရှင်ကို sole trader အတွက် super ပေးခိုင်းတာတွေရှိပါတယ်ဟုတ်နောက်တစ်ခုသိသင့်တာကတော့ contractor agreement ဆိုတဲ့ agreement ကိုလုပ်တဲ့ employer တိုင်းမှာ sign ထိုးထားတဲ့တယ်အဲ့လိုမျိုး agreement ရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုလည်း protect လုပ်တယ် employer ကိုလည်း protect လုပ်တယ်ပြီးတော့ terms and condition တွေကိုလည်းဒီထဲမှာချမှတ်ထားတာရှိတယ်sole trader တွေရဲ့မကောင်းတဲ့အချက်တစ်ခုကကိုက high income earner ဖြစ်နေတယ်2သိန်းကျော်3သိန်းကျော်ဝင်နေတယ်တစ်နှစ်ကိုဆိုရင်ဒါကိုယ့်ရဲ့ individual tax rate က highest ဖြစ်တဲ့ 47% ထိကိုပေးနိုင်ပါတယ်အဲ့အတွက်ကြောင့်မလို့ကိုက high income earner တယောက်ဆိုရင် company ဒါမှမဟုတ် trust ဆိုတဲ့တခြား structure တွေကိုစဉ်းစားသင့်ပါတယ်ဒါပေမဲ့ PSI ဆိုတဲ့ personal services income tax ကိုတော့ဒါသေချာလေးသိထားသင့်ပါသေးတယ်နောက်မကောင်းတဲ့အချက်လေးတစ်ခုကကြတော့ဒီကိုကိုတရားစွဲခံရတဲ့ဘာညာဆိုရင်ကိုယ့်ရဲ့ personal asset တွေဖြစ်တဲ့ကားတို့အိမ်တို့ပါ expose ဖြစ်နိုင်ပါတယ်အားကြောင့်မလို့အရေးကြီးတာတစ်ခုကဒီကို structure တွေရွေးတဲ့အခါမှာ sole trader ကိုနဲ့တင်တော်လားအခြား structure တွေဖြစ်တဲ့ company တို့ trust တို့ကပိုနဲ့တင်တော်လားဆိုတာကိုတေချာစဉ်းစားဆုံးဖြတ်သင့်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးအများကြီးတင်ရှိပါတယ်